ကဲငါပါနော်စမယ်နော်ကျွန်တော်အားဆိုရင်နေ့ကတော့ကျွန်တော်ဒီမနက်ကတော့ကျွန်တော်တို့ဒီမနက်ပိုင်းမှာဒါ19နဲ့တော့ကျွန်တော်တင်ပေးခဲ့တဲ့အတိုင်းပဲ Viber group မှာ19နဲ့ကိုကျွန်တော်တို့အဆင်ပြေခဲ့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မနေ့ပြန်တော့ပါမယ်တခုရှိတာကြတော့ကျွန်တော်တို့ကဒီဒုတိယအချိန်တိုင်းပေါက်ဖို့မလွယ်ပါဘူးအဲအကြောင်းကျွန်တော်တို့တစ်ချိန်ပေါက်တယ်ဆိုရင်ရက်လို့ရတဲ့လူကရက်ပေါ့နော်အဲ့လိုမျိုးရှိရဲတချို့ကြတော့အဲ့လိုမဟုတ်မနက်မှာမှန်သွားရင်ညနေပါထိုးဆက်ထိုးခြင်းတယ်အဲ့လိုမျိုးအစင်မပြေဘူးပေါ့နော်ကျွန်တော်တို့ကအခြေအနေကိုစောင့်ကြည့်ရမှာပေါ့နော်အဲ့လိုရှိရဲအဲ့တော့ကျွန်တော်တို့အခုဒီမှာဘိုးတော်ဦးကြပြီးတောက်ကြ3ရက်ကျန်တယ်3ရက်ကျန်တဲ့အချိန်မှာကျွန်တော်တို့အနည်းဆုံးတော့တစ်ချိန်ပေါက်အောင်ကြိုးစားမယ်ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်အတွက်ကိုကျွန်တော်တို့သွားမယ်ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်အတွက်ကိုကျွန်တော်တို့သွားခဲ့မှာကျွန်တော်တို့ဟုတ်ပါတယ်ကျွန်တော်အခုဒါနေပြန်ကောင်းတဲ့အချိန်မှာကျွန်တော်ပြန်ပြီးတော့မှ live တွင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့တွေကကျွန်တော် Viber group တွေအရင်တည်းကရှိရနော်အဲ့တော့ကျွန်တော်အဲ့ group မှာကျွန်တော်တင်ပေးတယ်ဟုတ်ပြီနော်အဲ့ group ကိုဘယ်လိုသွားရမလဲသိချင်ကျွန်တော်တစ်ချက်ပြတယ်နော်အဲ့တော့ဒီကျွန်တော်ရဲ့ channel ရှိရပေါ့နော်ကျွန်တော်ရဲ့ channel မှာဒါ post မှာလွန်ခဲ့တဲ့ဒီ9လလောက်ကပေါ့နော်ကျွန်တော်ဒီစာလေးနဲ့ဒီလိုရေးထားတယ်ဒီ comment အောက်မှာဝင်ပြီးတော့ဒီအပြ link တွေကိုနှိပ်လိုက်တာ ਨੇ ကျွန်တော်ရဲ့ဒီ Viber group တွေကိုတန်းရောက်သွားမယ်ပေါ့နော်အဲ့မှာတော့ကျွန်တော်အဆင်ပြေသလိုတင်ပေးနေမှာပေါ့နော်အဲ့တော့အဲ့ရဲ့ Viber group ကိုလည်း join ပေးကြဖို့နော် join ပေးပါအောင်နော်အဲ့တော့ကျွန်တော်မနေ့ပြန်တော့သွားမယ်ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်မှာကျွန်တော်အကြိုက်ဆုံး2ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကြတော့ဒီဘယ်လိုပြောရမလဲဆိုတော့ရမယ်နော်အဲ့တော့ကျွန်တော်ဒီရာကိုဒါတော့ကျွန်တော်19ရက်နဲ့21ရက်ဒါ3ရက်တွင်မှာဖြစ်နိုင်တယ်အခွေပေါ့နော်အခွေက2ခုရှိရယ်ဒီအခွေ2ခုကမနေ့ပြန်မှာလည်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အခြေအနေရဆိုရင်ဒါကျွန်တော်အကြိုက်ဆုံးဒါ1ခု2ခု3ခု4ခုပေါ့နော်ကျွန်တော်ဒီနေ့ချပြမှာအကြိုက်ဆုံး4ခုပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီရာကိုအရင်ပြဟုတ်ပြီနော်ဒါမဲ့မနေ့ပြန်အတွက်မေဂျာကစားမှာကဒီအောက်ကနေတိုက်ကိုကစားမှာဟုတ်ပြီနော်ဒါကတော့3ရက်တွင်းဆိုတော့ဒါမဲ့မနေ့ပြန်မှာအားကောင်းတဲ့အတွက်အခြေအနေကြည့်ပြီးတော့ကစားမှာဒါကကြတော့ main အနေနဲ့ကစားပြီးတော့ဒါကိုအရင်အနေနဲ့စဉ်းစားဟုတ်ပြီနော်အဲ့တော့ကျွန်တော်မနေ့ပြန်မှာကျွန်တော်တို့ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်မနေ့ပြန်မှာဟုတ်ပြီနော်ကျွန်တော်ခုပြမယ်ဆိုတော့ဟုတ်ပြီနော်ကျွန်တော်ဒီမှာ28ထွက်တဲ့အတိုင်းမှာကျွန်တော်3ရက်တွင်းမှာပေါ့နော်တစ်ချိန်သားနဲ့4ရက်ကိုကြော်သွားတာဒါ28 round ထွက်တယ်ဆိုရင်1နဲ့5ခုအပူပါအခွေထွက်တယ်ပေါ့နော်အဲတော့ကျွန်တော်ကြည့်လိုက်တိုင်းမှာတောက်လျှောက်ထွက်နေတာတွေ့တဲ့အတွက်ဒါကျွန်တော်တို့ဒါဒီဗုဒ္ဓဘူးကြပဲတောက်ကြဒီ3ရက်အတွင်းမှာကျွန်တော်တို့ကင်နာလို့ရဟုတ်ပြီနော်အဲတော့ဒါအခုကျွန်တော်စရှင်းပြနေတဲ့ဟာကဒါ3ရက်အတွင်းမှာပေါ့ဒါပေမဲ့ကျွန်တော်ကမနေ့ဖြန်မှာအားကောင်းတဲ့အနေအထားမျိုးတွေ့ရတယ်ပေါ့နော်ဒီ3ရက်မှာမနေ့ဖြန်မှာအားကောင်းတဲ့အနေအထားမျိုးတွေ့ရတဲ့အတွက်ဒါကျွန်တော်အစောစီးစီးပဲပြလိုက်တာပေါ့နော်အဲတော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော်ဒီမှာ28ထွက်တယ်ပေါ့နော်28ထွက်တယ်ဆိုရင်ဒီမှာတစ်ချိန်ထွက်တယ်ဆိုရင်ဒီမှာ1နဲ့5ခုအပူပါအခွေဆိုရင်သူကများသောအားဖြင့်တစ်ချိန်ပဲဒါ4ချိန်လောက်ဆင်းသွားတယ်ကျန်တဲ့ချိန်တွေက3ချိန်တွင်မှထွက်တယ်ဆိုတော့ဒါကျွန်တော်ဗုဒ္ဓဦးကြပြီးတောက်ကြမှာစောင့်ကြည့်လို့ကောင်းတဲ့အခွေဖြစ်တယ်ဟုတ်ပြီနော်အဲကျွန်တော်ဒီမှာ28ထွက်ကနန်းတော့နည်းနည်းသေးနေကျွန်တော်ဒီဟို print ထုတ်တဲ့အခါမှာနည်းနည်းကနန်းဟိုနည်းနည်းလေးတော့အားဆိုင်ကြည့်ရမယ်နဲ့တူနော်နည်းနည်းလေးဟုတ်ပြီနော်အဲတော့ကျွန်တော်ဒီမှာ28ထွက်တယ်အဲ28ထွက်တယ်ဆိုတော့ကျွန်တော်တို့ဒါ3ရက်တွင်ကိုကျွန်တော်ကြည့်လိုက်မယ်ဟုတ်ပြီနော်3ရက်တွင်ကြည့်လိုက်မယ်ဆိုရင်ဒါ1နဲ့5ခုအပူပါအခွေဆိုရင်ဒါ28 round ထွက်တာနဲ့ကျွန်တော်ဒီမှာ15ဆိုပြီးတော့ထွက်တယ်ဒီမှာ28ဆိုတာနဲ့5တက်ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ကျွန်တော်ဒီမှာ28ဟုတ်ပြီနော်28ထွက်တယ်ဆို1နဲ့5ခုကဒီမှာ81ဆိုပြီးထွက်တယ်ဒီမှာ28 round ထွက်တဲ့အတွက်ကျွန်တော်1နဲ့5ခုဖြစ်တဲ့82ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဒီမှာ28ထွက်တာအတွက်1နဲ့5ခုဆိုပြီးတော့သူကနောက်နေ့မှာပဲထွက်တာများနော်2 5ဆိုပြီးထွက်တယ်ဒီမှာ8နှစ်ထွက်တဲ့အတွက်1နဲ့5ခုဆိုတော့ဒီမှာ85ဆိုပြီး3ရက်တွင်မှာထွက်တယ်ဟုတ်ပြီနော်ဒီမှာ28ထွက်တဲ့အတွက်1နဲ့5ခုဆိုပြီးတော့ဒီမှာ1နဲ့1ဆိုပြီးတော့ကျွန်တော်တို့ထွက်တယ်ဒီ
ဒီမှာ82ကိုကျွန်တော်တို့ဒီမှာ1နဲ့5ခွန်အပူပါအခွေဆိုတော့ဒီမှာ55ဆိုပြီးထွက်တယ်အောက်မှာ1ခွန်ဆိုပြီးထွက်တယ်ဟုတ်ပြီနော်ဒီမှာ2 shit round ထွက်တယ်1နဲ့5ခွန်ဆိုတော့ကျွန်တော်ဒီမှာ1နဲ့ထွက်တယ်ဒီမှာ2 shit round ဆိုတော့1နဲ့5ခွန်ဒီတစ်ချိန်နဲ့ကျွန်တော်တို့ဒါ4ချိန်မြောက်ဆင်းသွားပါတော့ပုံမှန်ကတော့3ချိန်မြောက်တွင်းမှာပဲထွက်တယ်ဒီချိန်မှာတော့ဒီရောက်ကိုဆင်းသွားတယ်ပြီးဒီမှာ2 shit round ထွက်တယ်1နဲ့5ခွန်ဆိုတော့ဒီမှာ81ထွက်တယ်ဒီမှာ8နဲ့ထွက်တဲ့အတွက်1နဲ့5ခွန်ဆိုတော့82ထွက်တယ်များသောအားဖြင့်ကျန်တဲ့အချိန်တွေကိုကြည့်လိုက်ရင်2ရက်တွင်းထွက်တယ်တစ်ချိန်မဲ့4ချိန်မြောက်ကိုရောက်ဖူးတယ်အဲ့တော့ပြောချင်တာဒါ3ရက်တွင်းမဟုတ်ပဲနဲ့ဒါ2ရက်တွင်းမှာဇားလို့ကောင်းတယ်ပေါ့နော်အဲ့တော့2 shit round ထွက်ရင်1နဲ့5ခွန်ဘူပါခွေဒီကလင်နာမှာကြည့်လိုက်မယ်ဆိုရင်တော့ဘယ်နှချိန်ရှိလဲဆိုရင်1 2 3 4 5 6ခွန်8 9 10 11 12 13အားလုံးပေါင်း73ချိန်ပေါ့နော်73ချိန်မှာ sorry 12ချိန်ထွက်ပြီးသွားပြီဒါ73ချိန်မြောက်12ချိန်မှာ17ချိန်က2ရက်တွင်းကိုတော်တော်ထွက်တယ်ပေါ့နော်ကျန်တဲ့တစ်ချိန်သာနေဒါ4ရက်ကိုကျော်သွားတယ်ပေါ့နော်အဲ့တော့ဒီຢာလေးကလည်းမစိုးဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒီຢာက3ရက်တွင်းဆိုတော့ကျွန်တော်အခြေအနေတစ်ခုကြည့်ရမှာပေါ့နော်အဲ့တော့အခြေအနေတစ်ခုကြည့်ရတဲ့အချိန်မှာမနေ့ပြန်ကိုကျွန်တော်ကတော့ကြိုက်တယ်ပေါ့နော်ကြိုက်ရတဲ့အကြောင်းရင်းတွေလည်းကျွန်တော်ပြီးရင်ပြပေးမယ်ဟုတ်ပြီနော်အဲ့တော့ကလင်ကိုမှကလင်နာရှိရဆိုရင်လည်းစစ်ကြည့်လို့ရတယ်အဲ့တော့ကျွန်တော်2 shit round ထွက်တယ်ဆိုရင်ဒီကနန်းတွေကများသောအားဖြင့်ထွက်တယ်ပေါ့အဓိကတော့တိုက်ဆိုင်ကူပေါ့နော်ဒီလို2 shit 8 နှစ် round ထွက်လာပြီဆိုရင်ဒီလို1နဲ့5ခွန်အပူပါအခွေရထွက်တယ်အဲ့တော့ကိုကကြတော့အရင်ဆုံးကျွန်တော်ဟိုးအရင်ကလည်းကျွန်တော်ပြောဘူးလေဒီလိုမျိုးကျွန်တော်ကြည့်တဲ့အခါကျရင်ဒီလိုမျိုးကနန်းတွေထွက်လာရင်ဘာထွက်တယ်လဲဆိုတဲ့ဟာမျိုးလည်းကြည့်ရမယ်နောက်တစ်ခုကလည်းနေ့တိုင်းမှာပါအားကောင်းနေကြည့်ရအဲ့နှစ်ခုကိုစဉ်းစားပြီးတော့မှကျွန်တော်တို့ကထိုးအောင်အဲ့တော့ကျွန်တော်ကကြတော့အပေါ်ကလာနိုင်နေရှိတဲ့အခွေတစ်ခုကိုပြတာပေါ့နော်အပေါ်ကလာနိုင်နေဆိုတာကဒါ3ရက်တွင်ကိုပြောတာပေါ့ဟုတ်ပြီနော်အဲ့တော့2 shit round ထွက်ရင်ကိုမကလင်နာရှင်းရင်စစ်ကြည့်လို့ရ2 shit round ထွက်ရင်1နဲ့5ခွန်အပူပါအခွေဟုတ်ပြီနော်စစ်ကြည့်လို့ရအဲ့လိုပဲနောက်တစ်ခုမှလည်းသူ့လိုပဲအားကောင်းတဲ့ဟာတစ်ခုရှိရပေါ့နော်ဒီဟာလေးကလည်းအားကောင်းတယ်ပေါ့နော်အဲဒီဟာကဘာလဲဆိုတော့ဒီနေ့ထွက်ခဲ့တဲ့1 9ပေါ့ကျွန်တော်စစ်ကြည့်တဲ့အခါကျတော့1 9 round ထွက်ရင်လည်းဒါမဲ့ဒီကအပူမပါဘူး9324ပေါ့နော်9324အပူမပါအခွေထွက်တယ်သူလည်းထွက်အကောင်းတယ်ကျွန်တော်စစ်ကြည့်မယ်နော်ဒီမှာ19ထွက်တယ်ဟုတ်ပြီနော်19ထွက်တယ်9324အပူမပါ40နဲ့ဟုတ်ပြီနော်ဒီမှာ19ထွက်တယ်9324အပူမပါဆိုတော့ဟုတ်ပြီနော်54ဟုတ်ပြီနော်နောက်တစ်ခုကဒီမှာ19ထွက်တယ်ဆိုတော့9324အပူမပါဆိုတော့3540ထွက်တယ်ပြီးတော့ဒီမှာ19ကြပြီလားတဲ့ဆရာ live လွှင့်တာစောင့်နေအဲ့ပြီးတော့ကျွန်တော်အခုလေးမှလွှင့်တာပေါ့နော်တကယ်လို့ကျွန်တော် live ကိုဟိုဟာမဖြစ်ရင်ဟိုခဏနေကြရင်အစအပြင်ကြည့်လိုက်လို့ရဟုတ်ပြီနော် live ပြီးကျွန်တော်ပြလဲ10မိနစ်လောက်ပဲရှိပါသေးတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်လောဆယ်ဒီဟာကိုအရင်ရှင်းပြမယ်ဟုတ်ပြီနော်ကျွန်တော်တို့ဒါ3ရက်တွင်းမှာထွက်နိုင်တဲ့အခွေ2ခုရှိတယ်တစ်ခုကကြတော့1နဲ့5ခွန်အပူပါအခွေအဲ့1နဲ့5ခွန်အပူပါအခွေက2 shit round ထွက်တိုင်းမှာ3ရက်တွင်းကိုထွက်တယ်ပေါ့နော်ဒါ2 shit round ထွက်တိုင်းမှာအခုကျွန်တော်အောက်တစ်ခုရှင်းပြနေတာကြတော့ဒါ6 round ထွက်တိုင်းမှာ9324အပူမပါပေါ့နော်အပေါ်အပူပါတယ်မတဲစုနိုင်ဟုတ်နေကောင်းသွားပါပြီနော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တစ်ချက်ဒီမှာကြည့်ကြည့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီကနေစပြလိုက်မှာ61ဆိုတော့3ည4ဒီ61ဒီတစ်ချိန်မဲ့သူလည်းအဲ့လိုပဲတစ်ချိန်နဲ့4ချိန်မြောက်ထိဆင်းသွားတယ်9324အပူပါအခွေဒီမှာ61ကို93သူလည်း2ရက်တွင်းထွက်တာများတယ်တစ်ချိန်သာလင်း4ရက်မြောက်ကိုဆင်းသွားပါတော့19ဆို9324က25ဒီမှာ50နဲ့3ချိန်ထွက်တယ်ဒီမှာ19ထွက်တယ်50ထွက်တယ်ဒီမှာ61ထွက်တော့3ချိန်တွင်မှာ50ထွက်တယ်ဒီမှာ19ထွက်တော့45နဲ့5ထွက်တယ်ဒီမှာ19ထွက်တော့34ထွက်တယ်ဒီမှာ19ထွက်တော့40 50ထွက်တယ်ဒီမှာ19ထွက်တော့54ထွက်တယ်ဒီမှာ19ထွက်တော့42ထွက်တယ်ဟုတ်ပြီနော်အခုကျွန်တော်ဒီမှာ19လာအဲ့တော့ဒီဟာလေးကလည်းတော်တော်လေးကောင်းတယ်အားလုံးပေါင်းဘယ်နှချိန်လောက်ရှိမလဲ1 2 3 4 5 6 9 8 9 10ဒီကလင်နာမှာတော့တစ်ခါမှမပြတ်ဘူးလေပေါ့နော်အဲ့တော့10ချိန်မှာ9ချိန်ကတော့ဒါ3ရက်တွင်းထွက်ပြီးတော့တစ်ချိန်ကတော့4ရက်ကိုကျော်သွားတယ်ပေါ့နော်ပြီးတော့သူ့ရဲ့အာသာချက်ကကြတော့ကျွန်တော်တို့အပူမပါဘူးပေါ့အဲ့တော့9324အပူမပါပြီးရင်2 shit round ထွက်တိုင်းမှာဒါကျွန်တော်တို့နှစ်ခုတည်းတစ်ခုတော့ဒါကျွန်တော်တို့စဉ်းစားရမယ်ပေါ့နော်ဟို1နဲ့5ခွန်ပေါ့1နဲ့5ခွန်ကအပူပါအကုန်လုံးက3ရက်တွင်းနေပဲတစ်ချိန်သာလင်း4ရက်ကိုကျော်ဘူးလေဆိုတော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့မနေ့ဟိုဘယ်လိုပြောရမလဲဆိုတော့မနေ့ပြန်မှလည်းအားကောင်းဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်3ရက်တွင်းမှာဖြစ်နိုင်ခြေရှိတဲ့အခွေနှစ်ခုကိုချပြပါဘောနော်အဲ့တော့ဒီအခွေနှစ်ခုကနှစ်ခုလုံးပဲမှန်ဒီအခွေနှစ်ခုက93နှစ်ဆိုထပ်တော့ထပ်တယ်နော်တကယ်တမ်း50နှစ်ဒီမှာဆိုရင်1နဲ့5ဆိုရင်2 5ထပ်တယ်ပေါ့နော်ဒါဒီခွေနှစ်ခုကအရင်ကြီးမကွာဘူးဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီခွေနှစ်ခုလုံးတွေကတစ်ခုမှန်တယ်ဆိုရင်လည်းမှန်တယ်ဒါမှမဟုတ်နှစ်ခုလုံးလည်းမှန်သွားနိုင်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒါကို
3ရက်တွင်မှာစောင့်ကြည့်ရအောင်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီပေါ်ဆုံးမှာထိဆုံးမှာပေးထားတယ်ဒါလေးကို screenshot ယူလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီ3ရက်တွင်မှာဒါ28 round ထွက်တယ်1နဲ့5ခွန်အပူပါအခွေ9 round ထွက်တယ်9 3နဲ့2လေးအပူမပါအခွေဟုတ်ပြီနော်ဒါကြောင့်ကျွန်တော်ကဒီ3ရက်တွင်မှာဖြစ်နိုင်တဲ့ဟာကိုအခြေခံတာပေါ့နော်ဒါ3ရက်တွင်ဆိုရင်နည်းနည်းပြန်လဲကြာချင်မှကြာမယ်ကြာပြီးနေလည်းဖြစ်သွားနိုင်တယ်တောက်ကြနေလည်းဖြစ်သွားနိုင်ဒါပေမဲ့ကျွန်တော်ရဲ့ဘယ်လိုပြောမလဲနေတိုက်ကိုကြည့်လိုက်တဲ့အခါမှာဒါဒီနှစ်ခွေလုံးကမနှက်ပြန်မှလည်းအားကောင်းတဲ့အနေအထားမျိုးရှိဟုတ်ပြီနော်အဲကျွန်တော်ဒီအောင်ပြမနှက်ပြန်အတွက်ကျွန်တော်တဆင်ချင်းစီသွားတာပေါ့နော်ကျွန်တော်တို့ကမနှက်ပြန်မှာအရင်ဆုံးတီးကိုကန်အောင်တီးဆိုတာ9 3 9ခွန်အနည်းဆုံးတစ်လုံးပါမယ်လို့ပြောတာဟုတ်ပြီနော်အဲ9 3 9ခွန်ကီးဟုတ်ပြီနော်9 3 9ခွန်ကီးကိုကျွန်တော်မနှက်ပြန်မှာကြိုက်တယ်ဒီကီးနဲ့ပဲကျွန်တော်အခြေခံပြီးတော့ကျွန်တော်တို့ကနန်းတွေကိုကက်ကနန်းတွေကိုရှာမှာအဲ့တော့ကျွန်တော်တို့မေဂျာကိုင်းနာမကီးက9 3 9ခွန်ကီးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်ပြဟုတ်ပြီနော်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်နော်9 3 9ခွန်ကီးဟုတ်ပြီနော်ဒါ9 3 9ခွန်ကီးကပုံသိပဲဘာမှမခက်ဘူးဒီနေ့ရက်တွင်နိုင်မှာကျွန်တော်ကြည့်လိုက်ဒီနေ့19နဲ့28ထွက်သွားတဲ့သူကမနေ့ပြန်မှာဂျောင်းပိတ်ကီးအနေနဲ့9 3 9ခွန်ကီးကိုသုံးလို့ရတယ်ဒါပုံသိပဲဟုတ်ပြီနော်အဲ့တော့9 3 9ခွန်ကီးဆိုရင်ဒီမှာ40ဟုတ်ပြီနော်9 3 9ခွန်ကီးဆိုရင်ဒီမှာ20သူ2ရက်တွင်းတိုင်းမှာပေးနေတာ9 3 9ခွန်ကီးဆိုရင်3ည1 9 3 9ခွန်ကီးဆိုရင်ဒီမှာ45 9 3 9ခွန်ကီးဆိုရင်3ည5 9 3 9ခွန်ကီးဆိုရင်30 9 3 9ခွန်ကီးဆိုရင်ဟုတ်မင်္ဂလာပါနော်9 3 9ခွန်ကီးဆိုရင်ကျွန်တော်ဒီမှာ85တင်5 9 3 9ခွန်ကီးဆို80 3ည3ညအဲ့လိုပဲပေါ့နော်ဒီမှာစစ်ကြည့်လိုက်ပေါ့ကျွန်တော်ဒီအောင် screenshot ယူထားလို့ရဟုတ်ပြီနော်ဒါ9 3 9ခွန်ကီးကိုပုံသေးယူတာတစ်ဆိုင်ရှိသွားပြီနော်အဲ့တော့9 3 9ခွန်ကီးမူဆိုင်တစ်ဆိုင်ရှိသွားပြီဟုတ်ပြီနော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာကြည့်လိုက်ဒီရောက်ကနေစပြဒီ2နဲ့3နဲ့ပေါင်းလိုက်5အဲ့တော့ကျွန်တော်9ရဲ့ power 3ည3ညရဲ့နှစ်ခက်ခွန်အဲ့တော့9 3 9ခွန်ကီးယူလိုက်တယ်ဒီနေ့ရက်တွင်းမှာထွက်အဲ့တော့ဒီနေ့အတွင်းမှာထွက်မယ်ဆိုတော့မနေ့ပြန်မှာ1 9နဲ့2 8ထွက်သွားတဲ့အတွက်မနေ့ပြန်မှာဂျောင်းမိတ်ကီးအနေနဲ့9 3 9ခွန်ကီးကိုသုံးလို့ရဟုတ်ပြီနော်ဒီမှာ9ရဲ့4ရဲ့ပေါင်းတော့9ရဲ့ power 4ရဲ့နှစ်ခက်2အဲ့တော့6 4နှစ်ကီးဆိုရင်ကျွန်တော်ဒီနေ့ရက်တွင်းမှာဆိုကြည့်လိုက်ရင်ကျွန်တော်23ဆိုပြီးထွက်ထားတယ်ဒီမှာ2နဲ့9နဲ့ပေါင်းလိုက်ရင်9 4နှစ်ကီး9 4နှစ်ကီးဆိုရင်ကျွန်တော်ဒီမှာ20 54 3နဲ့1နဲ့ပေါင်းလိုက်ရင်496ကီအဲ့တော့496ကီဆိုတော့ကျွန်တော်ခွန်ကားလဲ3ည1ခွန်လည်းမထိဘူးဒီမှာဂျောင်းပိတ်အနေနဲ့61ဆိုပြီးထိသွားတယ်ခွန်နဲ့1နဲ့ပေါင်းလိုက်ရင်835ကီ835ကီဆိုတော့ဒီမှာ80ခွန်83 1နဲ့6နဲ့ပေါင်းလိုက်ရင်ခွန်ရဲ့ပါဝါ2နဲ့နှစ်ခက်4အဲ့တော့ခွန်နဲ့4ကီဆိုတော့ကျွန်တော်ဒီမှာ20ဟုတ်ပြီနော်8နဲ့5နဲ့ပေါင်းလိုက်ရင်381ကီ381ကီဆိုတော့1ခွန်နဲ့16ဟုတ်ပြီနော်ဒီမှာ3ညနဲ့3နဲ့ပေါင်းလိုက်ရင်ဒါ381ကီ381ကီဆိုတော့ကျွန်တော်ဒီမှာ15ထိရယ်9နဲ့9နဲ့ပေါင်း2ခွန်3ညကီ2ခွန်3ညကီဆိုတော့ကျွန်တော်ဒီမှာ3ည3ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာမစစ်ပြတော့ဒီဟာကြီးကိုအကုန်လုံး screenshot ယူလိုက်ဟုတ်ပြီနော်ကျွန်တော်ဒီနှလုံးပေါင်းလိုက်တာပဲဘာမှမခက်ဒီနှလုံးပေါင်းတယ် power နှစ်ခက်ယူလိုက်တယ်ပြီးအောက်နှစ်ပင်မှာထိရမှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်အပေါ်ဟာကြီးပြလဲဒီပုံနဲ့မှန်နေတယ်ဆိုတော့ကိုယ့်အကိုတိုက်ကြည့်တာဟုတ်ပြီနော်အဲတခုကကြတော့9 3 9ခွန်ကီကသူမပြောတာလဲ2ရက်တွင်းမှာထိရမယ်ဒီ9 3 9ခွန်ကီကကြတွက်ဆိုင်ကကြဒီ2နဲ့3နဲ့ပေါင်းလိုက်လို့9 3 9ခွန်ကီကျွန်တော်အပေါ်ပိုင်းတွေကိုမရှင်းပြတော့အပေါ်ပိုင်းတွေကိုယ့်အကိုတွက်ကြည့်လို့ရတယ်ဒီဟာကိုလည်းဒီမှာ screenshot ယူလိုက်လို့ရဟုတ်ပြီနော်အဲ့တော့9 3 9ခွန်ကီကနှစ် site ရှိသွားပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာဆက်ပြဟုတ်ပြီနော်ဒီမှာကြတော့ကျွန်တော်3ည53ကီ3ည53ကီကဒီနှလုံးပေါင်းလိုက်တာဟုတ်ပြီနော်ဒီ6နဲ့4နဲ့ပေါင်းလိုက်ရင်3ညပေါဝါ9ရဲ့နှစ်ခက်3ပေါဝါနှစ်ခက်ယူလိုက်တာပဲဟုတ်ပြီနော်အဲ့တော့3ည53ကီအဲ့တော့3ည53ကီဆိုတော့ကျွန်တော်ဒီမှာ19နဲ့28ဆိုတော့မထိတာအတွက်မနေ့ပြန်မှာဂျောင်းပိတ်ကီအနေနဲ့3ည53ကီကိုသုံးလို့ရတယ်ဒီမှာ2နဲ့6နဲ့ပေါင်းလိုက်ရင်8ပေါဝါ3ရဲ့နှစ်ခက်5အဲ့835ကီဆိုတော့ဒီမှာ68ရှိတယ်3ညနဲ့6နဲ့ပေါင်းရင်618ကီဟုတ်ပြီနော်အဲ့618ကီဆိုရင်ကျွန်တော်ဒီမှာဘာထိပါလဲဆိုတော့56ထိတယ်8နဲ့4နဲ့ပေါင်းရင်2ခွန်3ညကီဆိုတော့85ထိတယ်3ညနဲ့3နဲ့ပေါင်း381ကီဆိုတော့8ခွန်83ထိတယ်1နဲ့4နဲ့ပေါင်းရင်9 3ညခွန်ကီဆိုတော့50ဟုတ်ပြီနော်ကျွန်တော်နည်းနည်းတော့မြင်နေနော်ဒါကဲဟိုနည်းနည်းလေးဖြစ်မယ်နော်နည်းနည်းလေးမြင်တော့ကျွန်တော်နည်းနည်းလေးနေပြီမယ်9နဲ့9နဲ့ပေါင်းတော့618ကီပေါင်းလိုက်6ပေါ့နော်6ပါ1နဲ့က8တော့ဒီနှစ်ပင်မှာကြည့်လိုက်30 1ခွန်ဆိုတော့ဒီမှာ1ခွန်ထိပါတယ်4နဲ့3နဲ့ပေါင်းရင်ခွန်ရဲ့ပေါင်း2နဲ့နှစ်ခက်4အဲ့ခွန်နဲ့4ကီဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်ခွန်နဲ့4ကီကိုဒီနှစ်ပင်မှာကြည့်လိုက်ရင်ကျွန်တော်ဒီမှာ94ရဲ့83ဟုတ်ပြီနော်အဲ့လိုပဲဒီနှလုံးပေါင်းအောင်ကြည့်လိုက်
အဲ့လိုတောက်လျှောက်မှန်တယ်ဗောနော်ကျွန်တော်ဟိုဟာမဖြစ်ပြတော့ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ3ညနဲ့9နဲ့ပေါင်း9နဲ့4 9နဲ့4နဲ့ပေါင်း381ဆိုရင်ဒီမှာ3ဒီပင်မှာတော့ပြတ်သွားတယ်ပြီနော်ဒီတပင်မှာတော့ပြတ်သွား3နဲ့1နဲ့ပေါင်း4 9 6ဆို90ခွန်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆက်ပြငါကြတော့ဘယ်လိုမျိုးပေါင်းလာလဲဆိုတော့ဒီ1နဲ့2နဲ့ပေါင်းဒီ1နဲ့4ပေါင်းခွန်3ညကီဒါကြောင့်နှလုံးနဲ့ဆိုပိုကောင်းတယ်ဟုတ်ပြီနော်နှလုံးနဲ့ဆိုကျွန်တော်မနေ့ပြန်မှာခွန်3ညကီကိုကန်လို့ရဒီမှာကြတော့9 3ညခွန်ကီ9 3ည3ကီဆို9 3ညပိုင်းတခုကကြတော့ခွန်3ညပိုင်းဟုတ်တယ်နော်အဲ့တော့ပုံကြည့်လိုက်9 3ညခွန်ကီပေါ့အဲ့တော့ဒီဟာလေးကိုတစ်ချက်ပြဒီ1နဲ့4ပေါင်းလိုက်1ရဲ့2ရဲ့4ရဲ့ပေါင်းလိုက်ခွန်ရဲ့တစ်ခက်3ညခွန်3ညကီက2ရဲ့အတွင်းဆိုတော့ဟုတ်ပြီနော်9 5 6ပေါင်းလိုက်ရင်6 9ကီ6 9ကီဆိုတော့ဒီမှာ68ခွန်2 6ပေါင်းလိုက်ရင်ခွန်ရဲ့2ရဲ့ပေါင်းတော့9 9ရဲ့6ရဲ့ပေါင်းတော့9 5 3ကီ5 3ကီဆိုတော့ကျွန်တော်ဒီမှာ56ဟုတ်ပြီနော်ဒီမှာ8နဲ့3နဲ့ပေါင်း1 1နဲ့4နဲ့ပေါင်း5ဟုတ်တယ်နော်8 3 4ပေါင်းလိုက်ရင်5 5 3ကီဆိုတော့ကျွန်တော်ဒီမှာ85ထွက်တယ်2ခွန်3ပေါင်းလိုက်ရင်2ရဲ့ခွန်ရဲ့ပေါင်းတော့9 9ရဲ့3ရဲ့ပေါင်းတော့2အဲ့2 4ကီဆိုတော့ကျွန်တော်ဒီမှာ45 3 1 4ပေါင်းလိုက်ရင်3ရဲ့1ရဲ့ပေါင်းတော့4 4ရဲ့4ရဲ့ပေါင်းတော့8 8 1ကီဆိုတော့ကျွန်တော်ဒီမှာအထွက်81ထွက်တယ်1 8ခွန်ပေါင်းလိုက်ရင်1ရဲ့8ရဲ့ပေါင်းတော့9 9ရဲ့ခွန်ပေါင်းတော့6 9ကီဟုတ်ပြီနော်အဲ့တော့6 9ကီဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်ရင်ဘာရှိလဲ1 6 5 3ည3ပေါင်းလိုက်8 1ကီ8 1ကီဆိုတော့ဒီမှာ1 5 6 5ခွန်ပေါင်းလိုက်တော့6ရဲ့5ရဲ့ပေါင်းတော့1 1ရဲ့ခွန်ပေါင်းတော့8 1ကီဟုတ်ပြီနော်အဲ8 1ကီခွန်နဲ့5နဲ့ပေါင်း2 2နဲ့4နဲ့ပေါင်း6 9ကီဆိုတော့66 1နဲ့8နဲ့ပေါင်းတော့9 9ရဲ့1ရဲ့ပေါင်းတော့3ညခွန်ကီဆိုတော့86ခွန်4 3ညပေါင်းလိုက်1 8ကီဆိုတော့ဒီမှာ1ခွန်8 6 3ညပေါင်းလိုက်ရင်4နှစ်ကီအဲ4နှစ်ကီဆိုတော့ကျွန်တော်ဒီမှာကြည့်လိုက်ရင်48 3ညခွန်3ပေါင်းလိုက်ရင်3ညခွန်ကီ3ညခွန်ကီဆိုတော့3ည5 2 3 8ပေါင်းလိုက်ရင်3 5ကီ3 5ကီဆိုတော့34ခွန်3 3ညတော့ပေါင်းလိုက်ရင်3 5ကီ3 5ကီဆိုတော့38ဟုတ်ပြီနော်6 5 1ပေါင်းလိုက်2 4ကီ2 4ကီဆိုတော့ကျွန်တော်ဒီမှာ48ဟုတ်ပြီနော်အဲ့တော့တခုကခွန်3ညကီရှိတယ်ဒီဘက်မှာကြည့်လိုက်ရင်9 3ညပိုင်တော့ဘယ်လိုပဲဖြစ်ဖြစ်9 3ညခွန်ကီကကောင်းတယ်ဟုတ်ပြီနော်9 3ညခွန်ကီကနောက်ထပ်တစ်ခုရှိသေးတယ်ဗောနော်ဒါကြောင့်ပိတ်ရက်မရှိတဲ့ကလင်နာဗောနော်ပိတ်ရက်တွေကိုထည့်မတွက်တဲ့ကလင်နာမှာဆိုရင်လည်းနောက်ဒီနေ့ဒီမှာ1 9နဲ့2 8ထွက်သွားဟုတ်ပြီနော်ကျွန်တော်ဒီ2 3ကိုပေါင်းလိုက်မယ်2 3ကိုပေါင်းလိုက်9 9 3ညခွန်ကီက2ရက်အတွင်းမှာထိရအောင်အဲ့တော့1ဒါကတော့နောက်ထပ်ရှူတောင်းတစ်ခုကနေဗောနော်အဲကြောင့်ဒီမှာ8နဲ့3ညနဲ့ပေါင်း835ကီဆိုဒီမှာ53ထိတယ်သူဒီ2ရက်အတွင်းမှာပဲထိရဒီမှာခွန်6 9ခွန်မထိတာသူဒီမှာ53လို့လာထိတယ်2နဲ့6နဲ့ပေါင်းရင်835 835ဆို36 1နဲ့4နဲ့ပေါင်း9 3ညခွန်ကီဆို90ခွန်3ညနဲ့ခွန်နဲ့ပေါင်းရင်ခွန်ရဲ့ပါဝါ2 2ရက်နဲ့ခက်4ခွန်နဲ့4ဆို52 6နဲ့6နဲ့ပေါင်းရင်2ခွန်3ညဆို2 2 8နဲ့8နဲ့ပေါင်းရင်6 1 8 3ညနဲ့4နဲ့ပေါင်း4 9 6 4 9 6ဆို45 9နဲ့နဲ့ပေါင်းခွန်နဲ့4ကီဆို45 9နဲ့1နဲ့ပေါင်း6 6 1 8ဆိုဒီမှာ61 9နဲ့4နဲ့ပေါင်း3 3 8 1ကီ3 8 1ကီဆိုဒီမှာ10 8နဲ့5နဲ့ပေါင်း3 3 8 1ကီဆို98 9နဲ့9နဲ့ပေါင်းရင်2ခွန်3ညကီဆိုတော့ကျွန်တော်ဒီမှာ2ခွန်ဟုတ်ပြီနော်1နဲ့9နဲ့ပေါင်းရင်ဟုတ်ပြီနော်1နဲ့9နဲ့ပေါင်းရင်835ကီဟုတ်ပြီနော်အဲ835ဆိုဒီမှာ85 3နဲ့9နဲ့ပေါင်းရင်3ည5 3ကီဆိုတော့ကျွန်တော်ဒီမှာ3ည8 2နဲ့3နဲ့ပေါင်း9 3ညခွန်ကီဆိုတော့40 4နဲ့3ညနဲ့ပေါင်း4 9 6ကီဆိုတော့69 4နဲ့2နဲ့ပေါင်း6 1 8ကီဆိုတော့26 5နဲ့9နဲ့ပေါင်း4 9 6အဲ့တော့ကျွန်တော်ဒီမှာမတူညီတဲ့ရှုထောင့်ရကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ2 3ပေါင်းလိုက်ရင်9 3ညခွန်ကီအဲ့တော့ကျွန်တော်မနေ့ပြန်မှာ9 3ညခွန်ကီကိုကြိုက်တယ်ပေါ့နော်ဒီတွေကပဲကျွန်တော်တော့9 3ညခွန်ကီပေါ့အဲ့တော့ကျွန်တော်အပေါ်ကဒီအခွေနှစ်ခုကလည်းဒီဟာနဲ့ကြည့်တယ်ဆိုရင်မစိုးဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကကြတော့ဒီထဲမှာကျွန်တော်အရင်ပထမဦးစားပေးအကြိုက်ဆုံးကဒီ break ပါဟုတ်ပြီနော်ဒါဒီ break ကိုဦးစားပေးကြိုက်တယ်ဒါပါတူဒီအခွေကတပေါ့နော်အဲ့လိုမျိုးကျွန်တော်သတ်မှတ်တယ်ဘာလို့လဲဆိုတော့ဒီကောင်ကကြတော့မတစ်ချက်ကြည့်လိုက်ပေါ့နော်သူ့မှာပေးထားတဲ့မူကအမြဲတမ်းရှိရပေါ့နော်အဲ့မူတွေကိုမဖောက်ဘူးဆိုရင်သူကအဲ့မူတွေတည်းရပဲလာတတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပြဟုတ်ပြီနော်ဒီမှာ6ခွန်8 break နော်ရောက်နေတာကြပြီတဲ့ဟုတ်ပါတယ်နော်ကျွန်တော်အဲ့ဒါဆိုရင်အခုကျွန်တော်မနေ့တော့ကြောင်သွားတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ဒီမှာ6ခွန်8 break ကိုကြည့်လိုက်သူအမြဲတမ်းပေးနေမှုရှိတယ်နော်ဒါတနင်္လာရီငါပို့တော့ဘူးတော့မဟုတ်အပေါ်3ရက်ကိုကြည့်တာပေါ့သူအဲ့အပေါ်3ရက်မှာအမြဲတမ်း6ခွန်8 break ကတစ်ခုမဟုတ်တစ်ခုထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကန်ကောင်းတာကဒီမှာ2 3 40 1 9 2 8ဆိုတော့
ကျွန်တော်ဒါ6ခွန်8 break ကိုကျွန်တော်တို့မနေ့ပြန်မှာကြောင်ပိတ်နေနဲ့ကစားလို့ရတယ်ဟုတ်ပြီနော်ကြောင်ပိတ်ဟုတ်ပြီကျွန်တော်ဒီမှာ3ရက်ကိုကြည့်လိုက်အဲ့တော့6ခွန်8 break တော့ဒီမှာ61ဒီမှာ6ခွန်8 break ဆိုတော့ဒီမှာ3ရက်ကိုကြည့်လိုက်81ဒီမှာတော့ twin check ပေါ့နော်ဒီနေ့ရက်ပိတ်တော့သူက6ခွန်8ကဒီအောက်ကိုဆင်းသွားတယ်ဒီမှာ3ရက်တွင်ကျွန်တော်ကြည့်လိုက်ရင်6ခွန်8 break ဆိုရင် break ပေါ့နော်နှလုံးပေါင်းခြင်းကိုပြောတာပေါ့နော်9 break ပေါ့ဒီမှာ6ခွန်8 break ဆိုရင်ကျွန်တော်တို့မှာ1ခွန်80ပေါ့အနည်းဆုံးတစ်ချိန်ထိရင်ရပြီပေါ့နော်6ခွန်8 break ဆိုရင်ကျွန်တော်တို့ဒီမှာ89ပေါ့ဟုတ်ပြီနော်6ခွန်8 break ဆိုရင်16ပေါ့နော်6ခွန်8 break ဆိုရင်60ဒီမှာ6ခွန်8 break ဆိုရင်51 35ဒီမှာ6ခွန်8 break ဆိုရင်ကျွန်တော်ကြည့်လိုက်နှလုံးပေါင်းခြင်းကဘာတွေဖြစ်မှာဒီမှာ69ချောင်းပိတ်ဒီမှာမထိဒီရောက်မှာသူ့ရဲ့ပေးရမယ့်ဟာဆိုရင်သူ့ရဲ့ပုံတင်နေတဲ့မှာပေးသွားပါတော့ဒီမှာ6ခွန်8 break ဆို42 60 6ခွန်8 break ဆိုရင်35 6ခွန်8 break ဆိုရင်ကျွန်တော်ဒီမှာ90ခွန်43ဟုတ်ပြီနော်ဒီမှာ6ခွန်8 break ဆိုရင်69 6ခွန်8 break ဆိုရင်98 6ခွန်8 break ဆိုရင်ကျွန်တော်ဒီမှာဒီမှာ1339 1333 2မပေးပါဘူးဒီမှာဂျောင်ပိတ်43အဲ့လိုမျိုးပေးတတ်တယ်ပေါ့နော်6ခွန်8 break ဆိုရင်ကျွန်တော်ဒီမှာကြည့်လိုက်52ဒီမှာ51ဟုတ်ပြီနော်ဒီအပေါ်3ရက်မကြည့်အောက်မှာကြည့်လိုက်မယ်ဆိုရင်6ခွန်8 break က9 break ဒီ3ရက်ကိုကြည့်မယ်ဆိုရင်ဒီမှာ34ဟုတ်တယ်နော်ဒီ3ရက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီမှာ3ခွန်အဲ့တော့ဒီ3ရက်ကြည့်မယ်ဆိုရင်50နဲ့26ဟုတ်တယ်နော်ဒီ3ရက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ61ဒီ3ရက်ကိုကြည့်မယ်ဆိုရင်51ဒီ3ရက်ကိုကြည့်မယ်ဆိုရင်6ဒီ3ရက်ကိုကြည့်မယ်ဆိုဒီမှာ9 break ဒီ3ရက်ကိုကြည့်မယ်ဆိုရင်ဒီမှာ10 break အဲ့ဒီကလင်နာအစဆုံးရှိတယ်ပေါ့နော်အဲ့ဒီကလင်နာအစဆုံးမှာကျွန်တော်ဒီ6ခွန်10 break ကဒါ Monday to Wednesday ပေါ့နော်တနင်္လာနေ့ပြီးတော့မှကျွန်တော်တို့ဒါဗုဒ္ဓဘုနေ့ဆိုရင်ဒါ6ခွန်10 break ကိုပေးတတ်တယ်ပေါ့အဲ့တော့သူပေးနေကြဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့ဒီတစ်ခုမူရကင်လာမယ်ပြတ်သွားတော့လဲတောက်လျှောက်ကြီးမှန်လာပြီးမှကျွန်တော်တို့ပြတ်သွားတယ်ဆိုရင်ဒါမျိုးကိုကျွန်တော်တို့လက်ခံလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကထိုးတဲ့နေရာမှာဒီလိုပဲဖြစ်နိုင်ခြေကိုစဉ်းစားတာပေါ့နော်ဒါပေမဲ့ဖြစ်နိုင်ခြေကိုစဉ်းစားတဲ့နေရာမှာဒီလိုမျိုးဆိုရင်အားကောင်းတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာပေးထားတဲ့နှစ်ခုကအရင်ကျွန်တော်အကြိုက်ဆုံးနေပဲပေါ့နော်အဲ့တော့939ခုကြီးကအရင်ကြိုက်ပါဒီတည်းကရွေးထုတ်လို့တော့မရပါဘူးဒီတည်းကဥပမာကျွန်တော်ပုံမှန်ဆိုရင်ဒါဒီနေ့ဆိုရင်ကျွန်တော်ဒီ Viber group မှာ169 key ကိုပေးခဲ့တယ်931 break ကိုပေးခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာ669 key ကိုကျွန်တော်အကြိုက်ဆုံးဖြစ်ခဲ့931 break ကိုအကြိုက်ဆုံးဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ61ရယ်64ရယ်91ရယ်98ရယ်အဲ့လို၄ခွက်ကိုပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီတစ်ခါမှာတော့ကျွန်တော်ဒီလေးလုံးနဲ့ကကျွန်တော်မရွေးချင်ဘူးပေါ့နော်ဒါပေမဲ့အဲ့ထဲမှာမှအတိအကျတစ်လုံးပဲရွေးမယ်ဆိုရင်ဒါဘုံတူတဲ့3ညကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးလိုက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒါရှင်းတယ်ဒီ939ခုကြီးကို6ခွန်10 break နဲ့အကြိုက်ဆုံးတစ်ခုကတိတိကျကျလာတွေ့မယ်ဆိုရင်ဒါ36 39ခွန်38ကျွန်တော်ဒါ939ခုကြီးမှာ3ညတစ်လုံးပို့ကြိုက်တယ်ပေါ့နော်ဒါပေမဲ့ဒီຢာတွေကအားမကောင်းလို့မဟုတ်ဘူးနော်915နဲ့93ခွန်3ခွန်8ကလည်းအားကောင်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီ915နဲ့လို့ဆိုတာကကျွန်တော်ဒါ1နဲ့5ခွန်အပူပါအခွေနဲ့လာပြီးတော့ကျွန်တော်တို့ညှိနေတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတတိထားအဲ့တော့ကျွန်တော်မနေ့ကမှာကျွန်တော်ဖြစ်နိုင်ခြေအရှိဆုံးပေါ့နော်break ကတော့အဲ့တခုခုကိုမှ key တွေပါရှိတယ်ဆိုရင်ဒီ6ခွန်10 break နဲ့လားကတ်ထိုးလိုက်ပေါ့နော် key အနေနဲ့ဆိုရင်လည်းကျွန်တော်လုံးဝအကြိုက်ဆုံးမယ်939ခွန် key လုံးဝကြီးလက်လွတ်စပယ်ကြီးတော့ပြတ်မယ်လို့မထင်ဘူးအနည်းဆုံးတော့တစ်လုံးတော့ထိလိုက်မယ်လို့ထင်တယ်အဓိကဒီ key နဲ့ဒီ break နဲ့တဲ့ပေးရင်ပေးမပေးရင်လည်းကျွန်တော်တို့ဒါမနေ့ပြန်မှာ1နဲ့5ခွန်အပူပါဒါ3ရက်တွင်းမှာဒါ2 round try ကျွန်တော်ကဗီဒီယိုအစမှာပြောသလို2 round try ရင်လည်းမပြတ်သေးဘူးပေါ့နော်မပြတ်သေးဘူးဆိုတာဒီလိုမျိုးပေါ့ဒီရဲ့ကျွန်တော်ရဲ့ဒီ calendar ရှိရဲ့ဒီ calendar ပေါ့2 လောက်တော့ရှိမှထင်တယ်အဲ calendar မှာတော့တခုကမပြတ်သေးဘူးပေါ့နော်လုံဝကျွန်တော်3ရက်တွင်းမဟုတ်ဘဲနဲ့4ရက်တွင်းကိုတစ်ချိန်သာနဲ့ကြော်သွားအဲ့တော့ဒီထဲမှာဟာတွေကတော်တော်များများရှည်မှန်တဲ့ဟာမျိုးတွေပေါ့နော်အဲ့တော့ဒီကလည်း932လေးအပူမပါပေါ့နော်ဒီကတော့လုံးဝအပူမပါအခုရလည်းတောက်ချောင်းမှန်နေတယ်ဆိုတော့မနေ့ပြန်မှာဒါဦးစားပေးနေတယ်စဉ်းစားပေါ့နော်ဒါကျွန်တော်ရဲ့စဉ်းစားပုံရဆိုရင်ဒီ6ခွန်10 break ကအဓိကပဲဘာလို့လဲဆိုတော့ဒီပေးထားတဲ့ပုံစံအရဆိုရင်ဒါဗုဒ္ဓဘူးကိုမကြော်ဘူးပေါ့နော်အဲ့တော့မနေ့ပြန်တော့စောင့်ကြည့်ရမှာပေါ့6ခွန်10 break ကိုပေးမှလားမပေးဘူးလားပေါ့နော်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးက6ခွန်10 break ပြီးရင် key ကိုကျွန်တော်တို့ကဒီ6ခွန်10 break တည်ုံနဲ့မရဘူး key ကိုကျွန်တော်တို့ရွေးရမယ်ဆိုရင်939ခွန် key ကအရင်အားကောင်းတယ်မနေ့ပြန်မှာညဟောမနေ့ဟောနှစ်ကြိမ်လုံးထိသွားနိုင်တယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီဟာနဲ့ဒီဟာအရင်မစင်းလာတော့ဒီဟာနဲ့ကတ်ထားတယ်
အရန်အနေနဲ့ဆိုရင်ဒီအခွေကိုစဉ်းစားမယ်ပေါ့နော်ဒီနှစ်ခွေကိုစဉ်းစားဒီတည်းကမထွက်ဘဲနဲ့ဒီခွေတွေကလည်းထွက်သွားနိုင်တယ်ဒါပေမဲ့ဒီကနန်းတွေကဒီခွေထဲမှာပါပြီးသားဆိုတော့ကျွန်တော် live ကိုကြည့်ရလူတွေနည်းနည်းစဉ်းစားလိုက်ပေါ့နော်ကျွန်တော်ပြောတိုင်းလည်းမယုံနဲ့ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာချပြသွားသလိုကျွန်တော်ပြောတာဟုတ်မဟုတ်ဒီကလင်နာတွေမှာ live ကြည့်ပေါ့နှစ်ရှစ် round ထွက်ရင်ဒီလို1 2 5ခွန်အပူပါအခွေထွက်တက်လာသူကများပြောအဖြစ်နောက်နေ့ချက်ချင်းထွက်တာများတယ်ပေါ့နော်နှစ်ရှစ်ထွက်ပြီးရတယ်နောက်နေ့1 2 5ခွန်အပူပါအခွေ quest ဆိုပြီးထွက်တယ်9 3 2 4လေးကလည်းအဲ့လိုပဲအရင်အားကောင်းတယ်ဟိုတစ်ချိန်သားလင်း4ချိန်မြောက်ထိကိုကြော်သွားတော့ကျွန်တော်ဒီမှာအရင်အားကောင်းတဲ့ဟာတွေပဲပေးတာဒါပေမဲ့တေချာစဉ်းစားကြည့်ကနန်းကိုဟိုစဉ်းစားလို့ရပါတော့ဒါပေမဲ့ကန်ဒီယာနဲ့လည်းစိုင်သေးတာဖြစ်တဲ့အတွက်ဒါကျွန်တော်မနေ့ဖြန်မှာကျွန်တော်အကြိုက်ဆုံးပဲပေါ့နော်ဒီအနေနဲ့ဆိုရင်9 3 ခွန်ကြီးကိုကြိုက်တယ်ကျွန်တော်တစ်လုံးနဲ့ရွေးပါဆိုရင်တော့ကျွန်တော်3ညတစ်လုံးတော့ပို့ရွေးတာပေါ့နော်ဒါပေမဲ့ကျန်တဲ့နှလုံးကလည်းလုံးဝလက်လွတ်လို့မပေးဘူးလားပေါ့နော်နောက်တစ်ခုကကြတော့တရား break သေးတွေကြာထားတာဖြစ်တဲ့အတွက်မနေ့ပြန်မှာ break ကြီးတွေကြာလာနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တောက်ကြနေမှလည်း3 break တွေကြာတယ်ဒီမှာလည်း5 break တွေကြာတယ်3ည break တွေကြာတယ်ဆိုတော့ကျွန်တော်ဒါ break ကြီးကိုမထွက်သေးဘူးပေါ့နော်အဲ break ကြီးတဲ့က6ခွန်8 break ကလာနိုင်ခြေအများကြီးလည်းရှိတယ်နော်ပေးထားချက်ရဆိုတော့အဲ့တော့ကျွန်တော်ရဲ့ဥစားပေး6ခွန်8 break ဒီအနေနဲ့ဆိုရင်9 3 ခွန်ကြီးဒါပဲဒီနှစ်ခုကအားကောင်းပြီးတော့လာပြီးတွဲထွက်သွားမယ်ဒီနေ့လို့ပေါ့နော်6 1 6 4 9 1 9 8ကျွန်တော်ပေးခဲ့တယ်အားကောင်းပြီးတော့169ကြီးထဲမှာ69ကြီးကအားကောင်းတယ်ခွန်3ည1 break ကလည်းအားကောင်းတဲ့ခါကျဒီနှစ်ခုကလာတွဲအဲ့တော့မနေ့ဖြန်မှာလည်းဒီလိုလာတွဲမယ်ဆိုရင်ဒါပဲရှိရပေါ့နော်အဲ့တော့ဒီတဲကမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီတဲဟာကိုစဉ်းစားတင်တယ်ပေါ့နော်ဒါက3ရက်တွင်းဆိုပေမဲ့မနေ့ဖြန်မှာတင့်တော်တယ်ပေါ့နော်မနေ့ဖြန်အတွက်ထိုးမယ်ဆိုရင်တင့်တော်တယ်ကီးရဆိုရင်1 2 5ခွန်9 3 ခွန်ဆိုတော့ဒီမှာ9နဲ့9နဲ့ထိတယ်9 3 2 4ဆိုတော့9 3 ထိရတော့ဒီ၄ခုလုံးကကျွန်တော်အကြိုက်ဆုံးပဲဟုတ်ပြီနော်အဲ့တော့မနေ့ပြန်မှာအဓိကကန်ကောင်းဖို့လည်းလိုတယ်ပေါ့နော်ကန်ကောင်းပြီးတော့ကျွန်တော် live ကြည့်ရလူတွေအနည်းအရှိအဓိကနေ့တိုင်းတော့ထိုးလို့မရဘူးပေါ့နော်ဘာလို့လဲကျွန်တော်ဥမာတပတ်မှာကျွန်တော်အမြင်ရဆိုရင်ဒီဥမာတနင်္လာရင်ကဗိုလ်တော်ဖူးဆိုကိုအဆဆင်တာဒီတနင်္လာရင်ကဗိုလ်တော်ဖူးမှာဆိုရင်ကိုအမြဲရအောင်တစ်ချိန်နဲ့တစ်ချိန်ပေါက်ပြီးဆိုတော့အမြဲရအောင်ဘယ်လိုထိုးမလဲဟုတ်ပြီအဲ့လိုပေါက်သွားပြီဆိုကိုကနားတယ်အဲ့လိုမဟုတ်ဘူးဗိုလ်တော်ဦးကြပြီးတောက်ကြရင်ကိုတကယ်လို့ရှေ့မှာရှုံးလာရင်ပြန်ပြီးတော့အရင်ရအောင်ပြန်လိုက်ပေါ့နော်ပြီးတော့ရင်နားပေါ့အဲ့လိုမဟုတ်ပဲအချိန်တိုင်းမှာမနက်ကောညအောင်နေ့တိုင်းပေါက်အောင်လုပ်မယ်ဆိုရင်ဒုတိယအဲ့လောက်မလွယ်ဘူးပေါ့နော်ဒါပေမဲ့တစ်ချိန်တစ်လေတစ်ခါပေါက်ဖို့ကတော့လွယ်တယ်ဒါပေမဲ့နေ့တိုင်းပေါက်ဖို့ကတော့မလွယ်ဘူးပေါ့အဲ့တော့ကျွန်တော်လိုက်ကြည့်ရလူတွေလိုပဲဖြစ်ဒီ6ချိန်သာမှာဟိုကျွန်တော်နေ့တိုင်း live ရှိရပေါ့နော်အဲ့တော့တစ်ချိန်လောက်ရမယ်ဆိုရင်ကျွန်တော်တော့ရက်စိတ်ကျင်တယ်ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်ကိုကျွန်တော်တို့စောင့်ကြည့်မှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီနေ့မနေ့မှာဒါ1-9နဲ့ရသွားတဲ့လူတွေလည်းဘယ်လိုပဲရသွားပြီဆိုရင်ရက်လို့ရရင်ရက်လိုက်ပေါ့နော်ဘယ်လိုပဲဖြစ်ကိုလက်ထဲရောက်တဲ့ဟာအသေးချဆုံးပဲဟုတ်ပြီနော်အဲ့တော့မနေ့ပြန်မှာကျွန်တော် live ကြည့်ရလူတွေကံကောင်းကြပါဟုတ်ပြီနော်ကျွန်တော်အကြိုက်ဆုံး9 3 ခွန်ကြီး6ခွန်8 break ဒီအခွေနှစ်ခုမနေ့ပြန်ကိုကြည့်ဘာဖြစ်ကျွန်တော်အခုဒီမှာချပြသွားတာဖြစ်တဲ့အတွက်မနေ့ပြန်ပြည့်ရင်လည်းပြတ်သွားနိုင်တယ်ဒါပေမဲ့ဟိုတူတီကကောင်းလားဆိုရင်မကောင်းပေါ့နော်နောင်ကစားဒါပေမဲ့ရှောင်လဲလို့မရဘူးဆိုရင်ဒီလိုမျိုးကျွန်တော်တို့စဉ်းစားထားပုံမျိုးနဲ့တော့ကျွန်တော်တို့ထိုးမယ်ဆိုရင်ထိုးပြော်တယ်ပေါ့နော်ဟိုအပျော်ထိုးမယ်ဆိုရင်ထိုးပြော်တယ်ပေါ့ဟုတ်ပြီနော်အဲ့တော့မနေ့ပြန်မှာနောက် live ကြည့်ရလူတွေကံကောင်းကြပါစေအမြဲရရှိကြပါစေဟုတ်ပြီနော်အားလုံးပဲကျွန်တော်ရဲ့ live ကိုအဆုံးတက်ခွင့်ပြုပါဟုတ်ပြီနော်ကိုကြီးညမ်းအောင်ဆရာကျမ်းပါပါစေကျေးဇူးတင်ပါတယ်နော်အားဆိုရင်မနေ့ပြန်မှာကျွန်တော်တို့ပြန်တွေ့ကြမယ်ဟုတ်ပြီနော်အားလုံးပဲ live ကိုအဆုံးတက်ခွင့်ပြုပါအဲ့တော့ဒါလေးကို screenshot လေးယူလိုက်ပေါ့နော်ဒါလေးကို screenshot ယူလိုက်ကျွန်တော် Viber group မှာလည်းတင်ပေးမယ်နော်အဲ့တော့ကျွန်တော် Viber group ကိုအခုမှစကြည့်ရလို့မတည်ဘူးဆိုရင်လည်းကျွန်တော်ရဲ့ဒီ YouTube ဘယ်လိုပြောအောင်ကျွန်တော်ဒီ YouTube channel မှာကျွန်တော်အဲ့ link လေးကိုတင်ပေးတာရှိတယ်ဟုတ်ပြီနော်အဲ့ link လေးကိုတင်ပေးတာရှိတယ်ပြန်သွားရှာကြည့်လို့ရတယ်ကျွန်တော်ဒီမှာပေါ့နော်တဲ့လွန်ခဲ့တဲ့9လပေါ့9လမှာကျွန်တော်ဒီလိုစာလေးရေးပြီးတော့ဒီ group ပါဒီအဲ့ comment နဲ့ဝင်ပြီးတော့ဒီအပြတန်းလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ရဲ့ Fiverr group ကိုရသွားတယ်ပေါ့နော်ရောက်သွားမယ်ပေါ့နော်အဲတခါလေးကြာရင်ကျွန်တော်ဒီမှာပဲတင်ဖြစ်တာမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ခါမျိုးကြာရင်လွတ်သွားမှာဆိုလို့ကျွန်တော် group ကိုလည်း join ပေးထားကြပါဟုတ်ပြီနော်အားလုံးပဲကျမ်းမာချမ်းသာကြပါစေဟုတ်ပြီနော်ကျွန်တော် like ကိုအဆုံးသတ်ခွင့်ပြုပါ